လင်ဆိုတဲ့အမီနာမရဲ့အတိတ်ဘယ်ကိုကငြိမ်းချမ်းသာယာမှုကိုဖော်ဆောင်သူလို့အတိတ်ပဲရပါတယ်ဒီနေ့ကျွန်တော်တို့ပြောနေတဲ့မွတ်စလင်ဒီနေ့ကျွန်တော်တို့ပြောနေတဲ့မွတ်စလင်ဆိုတဲ့စကားလုံးရဲ့အရဘီစကားလုံးရဲ့အတိတ်ဘယ်ကိုဖွင့်ဆိုမယ်ဆိုရင်ငြိမ်းချမ်းရေးကိုဖော်ဆောင်သူငြိမ်းချမ်းရေးကိုလိုလားတောင်းတသူဆိုတဲ့အတိတ်ပဲထွက်ပါတယ်ငြိမ်းချမ်းသာယာမှုကိုပြည့်ပြားစေတဲ့မိရိလောက်ရမျိုးကိုမှကျွန်တော်တို့ရဲ့အစ္စလာမ်သာသနာဟာခွင့်ပြုခဲ့ခြင်းမရှိခဲ့ပါတဦးတယောက်ကရံမှုလာမယ်မကောင်းမှုပြုလာမယ်ဆိုရင်လည်းပဲငြိမ်းချမ်းသာယာမှုကိုစောက်တည်ရန်အလို့ငါအကောင်းဖြစ်တာတုံ့ပြန်ရမည်ဟုကျွန်တော်တို့ရဲ့ကျမ်းတော်မြတ်ကုရ်အာန်၌အောက်ပါအတိုင်းပြည့်ညက်ချက်လာရှိပါတယ်ဝလာတစတဝီလ်ဟဆနတုဝလဆယီအာidfa' billati hiya ahsan fa idha alladhi baynaka wa baynahu adawa ka'annahu waliyyun hamim wa ma yulaqaha illa alladhina sabaru wa ma yulaqaha illa dhu hazzin azim ဒါဟာကျွန်တော်တို့ရဲ့ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာမိန့်ကြားထားတဲ့မိန့်ကြားချက်ရဲ့ဒါအရဘီစာသားမူရင်းကိုကျွန်တော်ဖတ်ယူတရစေခဲ့ခြင်းဖြစ်ပါတယ်ဒီစာသားရဲ့အတိတ်ဘယ်ကိုကျွန်တော်တို့ရဲ့အခမ်းအနားကိုတက်ရောက်လာတဲ့ဘာသာပေါင်းစုံမှညီကိုမောင်နှမများသဘောပေါက်နားလည်အောင်အတူတူရှင်းလင်းတင်ပြရမယ်ဆိုရင်အလ္လာဟ်ရှင်မြတ်သခင်ချမှတ်ပေးခဲ့တဲ့ကျမ်းမြတ်ကုရ်အာန်ကမိန့်ကြားတော်မူတဲ့အကောင်းနဲ့အဆိုးမတူညီပါအဆိုးကိုအကောင်းဖြစ်တုံ့ပြန်ပါအဆိုးကိုအကောင်းဖြစ်တုံ့ပြန်ခြင်းဖြင့်ရန်ညိုးရန်ဆွဲများခြုံငိမ့်သွားရုံမကရန်သူပင်လျင်ယင်းဤချစ်ခင်တဲ့မိတ်ဆွေဖြစ်သွားနိုင်တယ်အဆိုးကိုအကောင်းဖြစ်တုံ့ပြန်ခြင်းဟာခန္ဒီတရားလက်ကင်ထားသူများနဲ့ဂျန်နတ်အမရတုကဘုံတို့ဝင်ရောက်ခွင့်ရမယ်နဖူးစာထူးသူများကသာဆောင်ရွက်နိုင်ကြမှာဖြစ်တယ်လို့ကျမ်းမြတ်ကုရ်အာန်ရဲ့ကဏ္ဍ41လမ်းညွန်အာယတ်တော်34 35မှာအလ္လာဟ်ရှင်မြတ်သခင်ကမိန့်ကြားထားပါတယ်အခမ်းအနားကိုတက်ရောက်လာကြတဲ့ဘာသာပေါင်းစုံမှညီကိုမောင်နှမများနဲ့နိုင်ငံတဝင်းကနေပြီးတော့မှဒီအခမ်းအနားကိုကြည့်ရှုနေကြတဲ့ကျွန်တော်တို့ရဲ့ညီရင်ကိုမောင်ရင်နှမများခင်ဗျာငြိမ်းချမ်းရေးတိဆောက်တယ်ဆိုတဲ့နေရာမှာတနာညာတာခြင်းမေတ္တာရှိထားခြင်းစာနာထောက်ထားခြင်းခန္ဒီတရားလက်ကင်ထားခြင်းစတဲ့အရေးချင်းကောင်း